ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကြုံမင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောအကိုတွေမတွေလည်းစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမကျွန်တော်ကြုံမင်းမှစူတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုရီမကြီးအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်တို့အခု14ရက်15ရက် sorry 15ရက်6လ2026တနင်္လာနေ့အတွက်ဖြစ်ပါတယ်နော်ကိုမကြီးအားလုံးပဲကဲကိုရီမကြီးအားလုံးပဲဥစွာပထမဗီဒီယိုဖိုင်လေးကိုစနေဆုံးထိပြီးဆုံးအောင်ကြည့်ရှုပေးပါလို့မြတ်တာရက်ခံပါတယ်ဗျာနော်ဒါကျွန်တော်အမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ရှုပေးပါနော်ဒါဟိုကြော်ဒီကြော်ကြည့်ပြီးမသိလိုက်တာတွေနားမလည်လိုက်တာတွေလည်းဖြစ်ကုန်မှာစိုးလို့ပါနော်ကဲကိုရီမကြီးအားလုံးပဲနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ကိုရီနေ့တက်ကကိုရီမတွေကတော့အဆင်မပြေဘူးဖြစ်တယ်ပေါ့ဗျာနော်ဒါပေမဲ့လည်းအမြဲတမ်းပြောနေကြတပတ်စာမွေးပရိတ်တို့မွေးခွေသမားတွေနော်ဒါတွေကတော့သူတို့ကတော့အဆင်ပြေတဲ့လောက်တော့ပြေကြတာပဲဗျာနော်။ဘာကြောင့်လဲဆိုတော့သူများတွေပြောသလိုပေါ့ဗျာနော်။သူများတွေပြောသလိုအကြီးတွေပြောမယ်ဆိုရင်တော့စိတ်အခွေတို့ဘာတို့ပေါ့နော်။ဒါပေမဲ့မပြောပါဘူး။ကျွန်တော်တော့ထုံးစံနိုင်မယ်။ကျွန်တော်ရဲ့ရှယ်မွေးခွေလေးတို့ရှယ်မွေးပရိတ်ကလေးတို့ဒီလိုလေးပဲ။မွေးခွေသမားတွေဆိုလို့ရှိရင်လည်းဗျာနော်ကျွန်တော်အကောင်းဆုံးတော့စူးစမ်းပေးနေတာပဲဗျာနော်။ရလာတဲ့အပတ်ပေါင်းတွေလည်းမနှဲတော့ဘူး။ကဲဒါပေမဲ့ကျွန်တော်တို့လောလောဆယ်မှာဒီတစ်ပတ်အတွက်နေ့တိုင်းအတွက် share key ဒီ933 key ပါနော်933 key နော်ဒါနေ့တိုင်းကဏ္ဍလေးတွေလည်းပြောပြပေးသွားပါမယ်ကိုဒီမိုင်းအားလုံးပဲဗီဒီယိုပိုင်းလေးကိုပြီးဆုံးကြည့်ပေးပါနော် share key ကတော့ဒီတစ်ပတ်မှာ933 key ပါနော်နေ့တိုင်းအတွက် key ပါနော်ဒါဒီ key လေးကလည်းတော်တော်လေးကိုအသုံးတော့ဝင်နေဗျနော်ဒါကိုဒီမိုင်းအသီးဆုံးကဲကိုဒီမိုင်းအားလုံးပဲနော်ကျွန်တော်ခုမှမြင်ခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုဒီမိုင်းတွေရောကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေအားလုံးရောဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါနော်ကဲဗုဒ္ဓဘူးမကျော်ဇာတုပတ်တီနဲ့မိုးကနံကိုဖွဲ့ဝင်နေတဲ့ကိုရီမတွေရှင်းရင်လည်းဝင်လို့ရပြီနော်ဖွဲ့ဝင်ရင်ဗာတွေရမလဲဆိုရင်ဗုဒ္ဓဘူးမကျော်3ရက်အတွင်းမှာကစားရမယ်ဇာတုမွေးပတ်တီနဲ့အထူးမွေးကနံနဲ့ရပါမယ်နော်ဒါကန်ဆယ်အကြီးလေးရတော့1000ပါဖွဲ့ဝင်ရတော့နော်ဖွဲ့ဝင်နေတဲ့ကိုရီမတွေရှိရင်ကြုံကြည်လို့ပဲလက်တွဲခြင်းနဲ့ပဲဖြစ်ဖြစ်เนาะဒါကျွန်တော်ဒီမှာအများနဲ့အဖွဲ့ဝင်နေကြကိုရီမတွေပဲမင်းနေမှာမင်းနေကြတာတွေလည်းဖြစ်ဖြစ်အဖွဲ့ဝင်နေနဲ့ဆိုရင်เนาะ665 953 139ခွန်တိုက်ရိုက်ကလေးခေါ်ဆိုပေးပါเนาะကိုမိုင်အားလုံးပဲကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်တို့နေတိုက်ကြီးပဲတီးတန်ကစားတဲ့ကိုရီမတွေကတော့ကျွန်တော်တို့တနင်္လာနေ့မှာကျွန်တော်တို့16 ချိန်ပါ1ပိုင်း1ပတ်တီ6ပိုင်း6ပတ်တီပါเนาะတစ်ကိုကြိုက်နဲ့တက်တဲ့ကိုရီမိုက်ရလည်းတစ်ကိုကစားနိုင်ပါတယ်6ပိုင်း6ပတ်တီကိုကြိုက်နဲ့တက်တဲ့ကိုရီမိုက်ရလည်း6ကိုကစားနိုင်ပါတယ်เนาะဒါကိုရီမိုက်တွေရှိမှရှိတဲ့လုံးပိုင်းတို့ဘာလို့ ਨੇ ရှိခဲ့ရင်လဲเนาะလုံးပိုင်းတို့ကီးတို့1ချိန်တို့ရှိရင်လဲ1ပိုင်း1ပတ်တီ6ပိုင်း6ပတ်တီ ਨੇ ကြာရင်လဲတွဲပြီးတော့ကစားလို့ရပါတယ်ဗျာเนาะကဲကိုရီမိုက်အားလုံးပဲနေတဲ့ကိုရီမိုက်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့အကောင်းဆုံးတော့ပြန်ယူကြတာပေါ့ဗျာเนาะကဲတက်နဲ့ပတ်သက်ပြီးရင်အဓိက main ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေရဲ့6ပိုင်း6ပတ်တီးနဲ့ပတ်သက်ပြီးရင်လည်းအဓိက main ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေကိုကျွန်တော်ထပ်မံပြီးတော့မျှဝေပေးသွားပါမယ်ဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะကဲကိုဒီမိုင်အားလုံးပဲကျွန်တော်တို့တက်နဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့10 15 13 19เนาะအဓိက main ထားပြီးတော့ကစားเนาะ10 15 13 19အဓိက main ထားပြီးကစားပါ6ပိုင်း6ပတ်တီးနဲ့ပတ်သက်လာပြီဆိုရင်လည်းကိုမိုင်အားလုံးပဲ60 65 63 69ဒီက main ထားပြီးတော့ကစားပါကဏ္ဍလေးတွေကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာเนาะဒါကျွန်တော်ပေးတဲ့ကဏ္ဍလေးတွေကလည်းတဲ့တွေကြီးပဲလာတတ်တယ်ဆိုပေမဲ့အာပြီးတော့လဲကြတတ်ပါတယ်เนาะတကွက်ကောင်းလေးလည်းထပ်မံရွေးချက်ပေးသွားမယ်เนาะဒါမွေးခွေတို့မွေးပရိတ်တို့ကတော့ကျွန်တော်နောက်နေ့တင်တဲ့ဗီဒီယိုဖိုင်ကြမှာပဲကိုရီမတွေကိုပြောပြပေးတော့မယ်เนาะဒါဒီတစ်ပတ်မှာလည်းမွေးခွေတို့မွေးပရိတ်တို့ကတော့ရှယ်ကျန်းအောင်ပါပဲအပတ်တိုင်းလိုပဲရှယ်ကျန်းပါပဲเนาะဒီများကြီးလိုအားလုံးခွေ6လုံးတွေခွေတာမဟုတ်ဘူးเนาะ4လုံးပဲခွေရမှာခွေဆိုရင်လဲဒါကျွန်တော်အမြဲတမ်းအားပေးနေတဲ့ကိုရီမိုက်ဆိုတော့အတီးဆုံးเนาะ
ကွက်ကောင်းလေးတွေလည်းထပ်မံရွေးချယ်ပေးသွားမယ်နော်ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ရှုပေးပါနော်ယုံကြည်လို့လက်တွဲခြင်းတဲ့ကိုရီမတွေပဲဖြစ်ဖြစ်ခုမှမြင်ခုမှတွေ့ခုမှအပေးခြင်းလို့ယုံကြည်လို့လက်တွဲခြင်းတဲ့ကိုရီမတွေလည်းဗုဒ္ဓဘုမကျော်3ရက်အတွင်းဇာတို့မွေးပတ်တီးနဲ့ဝေကနန်းကိုအဖွဲ့ဝင်ချင်းဝင်လို့ရပါပြီနော်ဒါ3ရက်အတွင်းမှာပတ်တီးတစ်လုံးကိုထီထီမိမိလေးကစားမယ်3ရက်အတွင်းမှာဝေထုတ်ပြီးနိုင်နေပိုင်းမယ်ဆိုတဲ့အမကိုရီမတွေနော်ဖွဲ့ဝင်လို့ရပါပြီ665 953 139ခွန်အဲ့ရိုက်ကလေးခေါ်ဆိုပေးပါနော်ကဲကိုဒီမကြီးအားလုံးပဲနော်ကျွန်တော်တို့တက်နဲ့ပတ်သက်လာပြီဆိုရင်လည်းကျွန်တော်တို့10တင်9 1319နော်အဲ့ဒီမှာအထူးမင်းရောတောက်ကွက်ကောင်းဒီကျွန်တော်တို့19ပါနော်တက်နဲ့ပတ်သက်လာရင်19ဒီမင်းရောတောက်ကွက်ကောင်းပါ6ပိုင်း6ပတ်ဒီနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့60 65 63 69နော်မင်းရောတောက်ကွက်ကောင်းဒီ65ခဏလေးတွေကိုအားပြီးတော့ကစားနော်တက်နဲ့ပတ်သက်လာပြီဆိုရင်19ဒီမင်းရောတောက်ကွက်ကောင်း6နဲ့ပတ်သက်လာပြီဆိုရင်65ဒီ main or တစ်ခွက်ကောင်းပါเนาะကဲကိုဒီမိုက်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာကဲကိုမိုက်အားလုံးပဲမထူတော့ပါဘူးဗျာနော်ကျွန်တော်ကြိုထွက်သွားမှာဆိုလို့ပေးခဲ့လိုက်တော့မယ်ကိုမိုက်အားလုံးပဲနော်ကဲကျွန်တော်တို့ဒီတစ်ပတ်နော်ကျွန်တော်တို့15ရက်ကနေပြီးတော့15ရက်16ရက်18ရက်18ရက်19ရက်နေ့ထိတစ်ပတ်စာ9ရက်အတွင်းမှာမွေးရမယ်ရှယ်မွေးပရိတ်3ပရိတ်10ပရိတ်ဝေးနော်အကြောင်းမျိုးမျိုးရောက်အဆင်မပြေပါဘူးမွေးပရိတ်ကလေးနဲ့ပြန်ယူခြင်းနဲ့ဆိုရင်3ပရိတ်10ပရိတ်မွေးပါ3ပရိတ်10ပရိတ်မှာမှ33 5 80 85ဒီကမိန်ထားပြီးတော့မွေးနော်ဒါကျွန်တော်ပြောပြီးသားပရိတ်မှာကျွန်တော် main quad ကလေးတွေအခုနောက်ပိုင်းကိုရွေးချယ်ပြီးထုတ်ပေးခဲ့တယ်အရှိမရတဲ့ကိုဒီမလေးလည်းရတဲ့လောက်ရတယ်နော်တပတ်စာအတွက်နေ့တိုင်းအတွက် share ကြီးဒီ93ည3ကြီးနော်တပတ်စာမွေးရမယ်မွေးခွေ share မွေးအခွေဒီတပတ်မှာ2314နော်မွေးခွေဒီ2314ပါနော်အပူးလေးပါထည့်ပြီးတော့ခွေပါနော်2314ဆိုတဲ့အခွေဒီတပတ်မှာအလုံးအကောင်းပါတယ်နော်ထည့်ခွေမယ်ဆိုရင်တော့အပူးလေးပါထည့်ပြီးခွေရပါမယ်ကျွန်တော်အခုပြောခဲ့တာလေးဒီတနေ့တည်းစာတစ်ချိန်တည်းစာမဟုတ်ပါဘူးเนาะတပတ်စာဖြစ်နေတဲ့အတွက်စောပြီးလဲလာနိုင်တယ်လို့နောက်ကျပြီးတော့လဲလာနိုင်ပါတယ်ကိုရီမာဒီဘက်ကအေးစစ်စစ်လေးကနေဇာတိုးပြီးမိုးရမယ်ကဏ္ဍလေးတွေဖြစ်ပါတယ်เนาะတစ်ချိန်နဲ့နှစ်ချိန်နဲ့စာကစားပြီးတော့မကစားနိုင်လို့နားလိုက်တော့ကိုရီမာဒီအဆင်မပြေဘူးဖြစ်သွားမှာဆိုလို့ကြိုပြောထားတာเนาะမွေးပရိတ်ဒီ3ပရိတ်10ပရိတ်30 35 80 85เนาะဒီကမိန်ထားပြီးတော့မွေးခွေဒီ2314နော်ရှယ်မွေးခွေဒီအပူးလေးပါထည့်ပြီးတော့ခွေပြီးတော့မွေးပေးပါနော်ကဲအားလုံးပဲဒီနေ့နားနေမှာအဖွင့်လေးလှကြပါစေဗျာနော်